ကျွန်တော်တို့ချင်းပြည်နယ်မှာယုံကြည်ကိုးကွယ်မှုအတွက်အထုအမြစိုက်ထူထားတဲ့ခရိယန်လက်ဝါးကတိုင်များကိုအတင်းအဓမ္မဖျက်ဆီးပြေုံမကရဲဆက်ဆက်လက်ဝါးကတိုင်စိုက်ထားတဲ့နေရာမှာဇေဒီပထိုးတွေစိုက်ထူထားတယ်ဒါလေးတင်မဟုတ်ဖဲဇေဒီပထိုးစိုက်ဖို့ချင်းမျိုးသားတွေကိုအတင်းအဓမ္မပဲခိုင်းစေတယ်ဒါတွေဟာဘာသာရေးထိုးနှက်ခြင်းရဲ့ကြေကွဲเสียအမဲဆက်တွေပါပဲဘယ်လိုအကြောင်းပြချက်တွေနဲ့ကျွန်တော်တို့ဖြည့်သိမ့်ပေးနိုင်မလဲတဲ့အခုကျမတို့ရဲ့ပိဋကတ်ထဲမှာဆိုလို့ရှိရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရှိပါတယ်ကျမရဲ့အမြင်မှာတော့ဒီဗုဒ္ဓဘာသာဘုန်းတော်ကြီးများဟာဂယုဏတရားနဲ့အပြည့်အဝရှိတာကြောင့်မလို့ဒီလိုလောက်ရတွေကိုလုံးဝအားပေးမှာမဟုတ်ပါဘူးလို့ကျမမြင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လူတိုင်းဟာမိမိရဲ့ကိုးကွယ်ပိုင်ခွင့်ရှိရမယ်လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိရမယ်ဒီကိစ္စနဲ့ပတ်သက်လို့လေကျမချင်းပြည်နယ်သွားတုန်းကဒါ2002ခုနှစ်တုန်းကဒီကိစ္စတွေကိုကျမကိုပြောကြပါတယ်ဒီလဝါကတိုင်တွေကိုဖြုတ်ချတယ်လေစေးဒီပထိုးတွေကိုတဲကြတယ်ဆိုတာအဲ့ဒီကလေးကကျမချင်းပြည်နယ်ကဆင်းလာပြီးတဲ့အခါကျတော့မကွေးတိုင်းမှာကျမပြည်သူလူထုနဲ့မဝင်ကုန်းပြောတော့ဒီကိစ္စကိုကျမပြောခဲ့ပါတယ်ကျမတို့ဟာလူများစုဖြစ်လို့ပို့ပြီးတော့ကျမတို့ရဲ့လူနည်းစုဖြစ်တဲ့ညီကိုမောင်နှမတွေအတွက်စဉ်းစားပြရမယ်ပို့ပြီးတော့အကျဉ်းသားတရားထားရမယ်ပို့ပြီးတော့ဂယုဏတရားရှိရမယ်သူတို့ရဲ့ကိုးကွယ်ခြင်းနဲ့စိတ်ဓာတ်တွေကိုလေးစားရမယ်ကိုယ့်ရဲ့ဘာသာတရားကိုပို့ပြီးအများကနေပြီးတော့လိုချင်သည်ဖြစ်စေမလိုချင်သည်ဖြစ်စေအတင်းအကျပ်ကိုးကွယ်ရမယ်ဆိုတော့ဒီလိုကျမတို့မလုပ်သင့်ပါဘူးအဲ့တော့ကျမအနေနဲ့ကတော့ရိုးရိုးသားသားပဲမေတ္တာရက်ခံပါပြစေဒီလိုလုပ်နေတဲ့ဗမာဗုဒ္ဓဘာသာတွေဗမာနိုင်ငံသူနိုင်ငံသားဗုဒ္ဓဘာသာဝင်တွေဆက်ပြီးတော့မလုပ်ကြပါနဲ့လို့ကျမမေတ္တာရက်ခံပါရစေ